အိမ်ထဲမှာပဲထိုင်ပြီးစောင့်နေလိုက်ပါအောင်မလေးဒီဘက်ကိုလာထားဒီဘက်ကိုလာထားဒီဘက်အော်ဒီနေ့ရွာကောင်မလေးကိုတော့ခေါ်မှာပဲသူ့နေငါ့ကိုပြောခိုင်းတာသူ့နေတော့နိုင်ငံကပြီးလို့အဝိုင်းဆိုလာတယ်ဟုတ်ပြီပါအော်ရောက်လာပြီ Hey Pinky Hey စကားလေးပြောနေပါအရှင်တို့Hey Pinky အရှင်တို့ဟမ်အရှင်မရောက်နေပြီတူတယ်လာပြီအော်ရောက်ပြီလားကိုရောက်ပြီအဲ့ဆိုတော့မယ်ကျွန်တော်အဲ့ဆိုလို့ရှိရင်ကျွန်တော်လိုက်ဖို့မနော်ကျွန်တော်နောက်တာလိုက်ဖြစ်ဟုတ်ကဲ့နော်ဒီဘက်ချမ်းဟုတ်တယ်အဲ့ရှေ့တော့ကျွန်တော်လိုက်ခဲ့ကျမမေကကျမတို့ကားလေးစပိန်လေးပါဝယ်ခဲ့ပြီးဟုတ်တယ်ပြီးတော့အမလေးဖင်ကီကိုအမကျွန်တော်ရဲ့ပြီးရင်ညီမလေးဖင်ကီကိုကျောင်းတက်ရမယ်လို့ပြောရနော်ရှမ်းကျမလုံးလုံးမှာမဟုတ်ဘူး။အော်ကျောင်းလိုက်တက်မှာကျောင်းတက်ပြီးမှကျောင်းကိုတဲ့9ရက်လောက်တက်ပြီးမှအလုံးလုံးရမယ်လို့ပြောတယ်။ကျွန်တော်ကမှာခဲ့လို့အော်အဆင်ပြေနော်။ဘာလို့တော့ရလဲရှိတူခေါ်လိုက်နေဟိုမလိုက်တာအိမ်လေးပါကျော်လိုက်ကြကွာဘာလဲဒီလိုစမ်းရည်ဒီလား比如说，哎，这个嘞，这家里，啊，好这家里啊，这里吃不高呢。
အခုကျမကိုလေလိုက်ဖို့ရလားဒီမျိုးယူအော်ရရင်ဒီကျွန်တော်နောက်ကတည်းလိုက်ခဲ့ပါအဲ့ဆိုကျမစပိန်နေလိုက်မယ်နော်โอเคစပိန်ကနေ